အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့လဲထုံးစံအတိုင်းဗီဒီယိုလေးတွေ reaction လုပ်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူအပြင်းပြေလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်ကဲစမယ်စက်ကလီကတော့မာတင်လို့ခေါ်တဲ့လူငယ်လေးတစ်ယောက်ကမစ္စတာလို့ရည်ညွှန်းတဲ့အမျိုးသားတစ်ယောက်နဲ့ခရီးတစ်ခုထွက်တဲ့အကြောင်းပြောတာနဲ့စတင်ထားပါရီသူတို့နှစ်ယောက်ခရီးအတူတွိုင်းနေပဲမာတင်ဟာသူ့ရဲ့ဇလန်းကိုစတင်ပြောပြပါရီမစ္စတာကသွေးဆိုးဖို့ကောင်မုံဆိုးတစ်ယောက်ဖြစ်တဲ့အကြောင်းသူပြောပြပြီးအမေရိကတဝမ်းမှာပြန့်နှံ့နေကြတဲ့သွေးဆိုးဖို့ကောင်ကယောဂကြီးကြားမှာအဲ့ဒီယောဂဖြစ်ပွားမှုကမရေမတွက်နိုင်တဲ့လူတွေကိုတွေးဆနေတဲ့ဖို့ကောင်တွေအဖြစ်ပြောင်းလဲသွားစေခဲ့ပါရီမာတင်ဟာသွေးဆိုးဖို့ကောင်ယောဂကူးစက်မှုကြောင့်အရာအလုံးကိုပြောင်းလဲမသွားခင်အထိသူ့ရဲ့မိသားစုနဲ့အတူနေထိုင်တဲ့တာမန်စေကျတဲ့တယောက်ပဲဖြစ်ပါရီပုံမလုံချုံတဲ့နေရာကိုရှာဖွေဖို့အတွက်သူတို့ရဲ့အင်ကနေထွက်ပြေးဖို့ပြင်ဆင်နေတဲ့အခါမှာပဲသူတို့ရဲ့ခွေးကကားကောင်ကနေလွတ်သွားခဲ့ပါရီမာတင်ကခွေးကိုလိုက်ရှာနေတော့မှတွေးဆိုးဖို့ကောင်တစ်ကောင်ကသူတို့ရဲ့အိမ်အထက်ကိုခိုးဝင်ပြီးတော့သူ့ရဲ့အမေကိုတိုက်ခိုက်ခဲ့ပါရီမာတင်ဟာအလင်းစလိုပြန်ကူညီပြီးတော့တိုက်ခိုက်ခဲ့ပေမဲ့မစ္စတာကဘာမှလုံနိုင်မှာမဟုတ်ဘူးလို့ပြောကာတားခဲ့ပါရီကားကိုရောင်ထဲကိုဝင်လိုက်တဲ့အခါမှာတော့သူ့ရဲ့အဖေကဒဏ်ရာပြင်းထန်ရထားခဲ့ပြီးအမေဖြစ်သူကတော့တိတ်ဆုံးသွားတာတွေ့ရပါရီရုတ်တရက်ဆိုသလိုပဲသွေးဆိုးဖို့ကောင်တစ်ကောင်ထွက်လာကသူတို့ကိုလိုက်ဖမ်းပါရီလင်းမြန်တဲ့ကာကွယ်မှုနဲ့မစ္စတာကသွေးဆိုးဖို့ကောင်ရဲ့လေဘင်းကိုအချွန်တစ်ခုနဲ့ထိုးခဲ့ပါရီဒါပေမဲ့လည်းသွေးဆိုးဖို့ကောင်ကအချွန်ကိုဖယ်ရှားနိုင်ခဲ့လို့မစ္စတာကိုသူ့ရဲ့ပါဇက်ထဲကော်ပြအတင်းကျပ်ထိုးထည့်စေခဲ့ပါရီကားနောက်ဖုံးတဲ့တက်တဝါကိုထည့်ပြီးတော့ထိန်းထားဖို့ကြိုးစားသေးပေမဲ့မထင်မှထားတဲ့ခွန်အားနဲ့တဟုန်ထိုးတက်လာပြီးလွတ်သွားခဲ့ပါရီမာတင်ကသွေးဆိုးဖို့ကောင်ကိုပြစ်တက်လိုက်ပြီးတော့မစ္စတာကရင်ဘတ်ကိုဓာတ်နဲ့ထိုးကာနောက်ဆုံးထိုးနဲ့ချက်တစ်ခုလှုပ်လိုက်ပါရီသွေးဆိုးဖို့ကောင်တီးဆုံးပြန်တော့မာတင်ရဲ့အဖေကသူ့သားကိုကဲဖို့မစ္စတာကိုတောင်းပန်ခဲ့ပါရီမာတင်သွေးဆိုးဖို့ကောင်အဖြစ်ပြောင်းလဲရှင်းကိုတားဆီးဖို့အတွက်မစ္စတာကသူ့အဖေကိုဓာတ်နဲ့တုံဆိုင်ပေးမဲ့လေခေါင်းပြက်ခဲ့ပါရီသူ့ရဲ့မိဘနှစ်ပါးဆုံးပါသွားတဲ့ခါမှာတော့မာတင်ဟာရွေးချယ်စရာမရှိဘဲနဲ့မစ္စတာနဲ့အတူအန်ဒီရဲ့များပြားလာတဲ့ခရီးကိုလိုက်ခဲ့ရပါရီသူတို့ခရီးတွိုင်းနေပဲမစ္စတာကသွေးဆိုးဖို့ကောင်တိုက်ခိုက်ခြင်းကိုမာတင်အားလေ့ကျင့်ပေးခဲ့ပါရီပြင်းထန်တဲ့သွေးဆိုးဖို့ကောင်တွေကြောင့်တေမင်းထောင်ချောက်ဖြစ်လာခဲ့တဲ့မြို့ဝေကိုလည်းရှောင်ရှားခဲ့ကြပါရီမာတင်နဲ့မစ္စတာတို့ခရီးဆက်ခဲ့ကြပြီးနေအောင်ရဲ့အလောင်ကျွမ်းတာကိုခံထားရတဲ့သွေးဆိုးဖို့ကောင်တွေကိုလည်းတွေ့လေရပါရီသူ့ရဲ့အဆွဲကိုစစ်ဆေးကြည့်လိုက်တော့မစ္စတာဟာရှေးအကြဆုံးနဲ့ကြောက်စရာအကောင်းဆုံးသွေးဆိုးဖို့ကောင်တွေအထက်ကတကောင်အဖြစ်တတ်မှတ်ခဲ့ပါရီရင်မတ်ကိုအချွန်နဲ့ထိုးတာလိုမျိုးသွေးဆိုးဖို့ကောင်တွေကိုတတ်တဲ့ရိုးရာနီလန်ကရှေးခေတ်တက်သွားတွေအပေါ်မှာတော့ထိရောက်မှုမရှိတဲ့အကြောင်းနဲ့သူတို့ရဲ့ရင်သားကတန်လိုမျိုးအယိုးကြောင့်တတ်ဖို့အတွက်တစ်ခုထဲတော့နီလန်ကဥခေါင်းကုန်ကိုဓာတ်နဲ့ထိုးတာပဲလို့ရှင်းပြပေးပါရီနောက်ဆုံးမှာတော့သူတို့ဟာလူဝေစောင့်ကြထားပြီးလော့ဒေါင်းချထားတဲ့မြို့တစ်မြို့ကိုရောက်သွားပါရီမစ္စတာဟာသူတတ်ခဲ့တဲ့သွေးဆိုးဖို့ကောင်တွေစီကနေစုဆောင်းထားတဲ့အဆွဲတွေကိုပြလိုက်တော့မှပဲသူတို့ကိုဝင်ခွင့်ပေးခဲ့ပါရီမြို့ထဲကအကုံစုံဆိုင်မှာဆိုရင်သူတို့ရိတ်ခါဖြစ်နေတော့မှပဲစရေးဖြစ်သူကသူတို့သွားမဲ့နေရာကိုမိပါရီအေဒင်တစ်ကိုရှောက်ပေးဖို့အတွက်သူတို့အနေနဲ့မြောက်ဖက်ကိုတွားနေတာလို့မာတင်ကလည်းပြောပြပါရီလူဦးရေနဲပါတဲ့ဒေတာဝေကသွေးဆိုးဖို့ကောင်တွေနဲပါလိမ့်မယ်လို့လည်းမစ္စတာကယုံကြည်တဲ့အကြောင်းပြောလိုက်တဲ့အခါမှာတော့တစုံတယောက်ကမြို့ကိုအလဲလာခဲ့ပြီးအေဒင်အစ်စ်မှာအစာမရှိတဲ့အကြောင်းတတိပေးခဲ့ပြီးတော့သွေးဆိုးဖို့ကောင်တွေအစားလူသားစားတက်တော်တွေကိုတတိထားတင်တယ်လို့လည်းစရေးဖြစ်သူကပြောပြပါရီမြို့ကနေထွက်လာခဲ့တဲ့အခါမှာတော့မာတင်နဲ့မစ္စတာတို့ကတီလာရှင်တစ်ပါးကိုနောက်ဆက်ဖို့အတွက်ကြိုးစားနေတဲ့လူငယ်နှစ်ယောက်နဲ့တွေ့ပါရီမစ္စတာကလူတစ်ယောက်ရဲ့နောက်ကျောကိုတစ်တာအချွန်နဲ့ပစ်လိုက်ပြီးတော့တခြားလူရဲ့လေဘင်းကိုဖျက်ကတိုက်ခိုက်သွေးကိုမောင်းထုတ်လိုက်ပါရီစစ်စတာလို့တိကျတဲ့တီလာရှင်ကသူမရဲ့တိုက်ခိုက်ရေးတမားဝေကခရစ်ယာန်တွေလို့ပြောလိုက်ပြီးသူမကိုဒုက္ခမပေးဘူးလို့ယုံကြည်တဲ့အကြောင်းရှင်းပြပါရီအဲ့ဒီနောက်သူတို့၃ယောက်ကလည်းခိုလုံဖို့အတွက်မိုတယ်တစ်ခုကိုရှာတွေ့ကြပြီးသွေးဆုပ်ဖို့ကောင်တွေကိုဖမ်းဖို့ထောင်ချောက်လဲချထားခဲ့ပါရီတညနေမှာတော့မစ္စတာဟာမိုတယ်ကိုသွေးဆုပ်ဖို့ကောင်တစ်ကောင်ရှီးကလာတာကြားပြီးတော့သူနဲ့မာတင်တို့ကထောင်ချောက်တစ်ခုအထဲဝင်အောင်များခေါ်ခဲ့ကြပါရီသွေးဆုပ်ဖို့ကောင်ကထောင်ချောက်ထဲမိသွားခဲ့တဲ့အခါမှာတော့စစ်စတာကလည်းအော်တန်ကြောင့်နိုးလာခဲ့ပါရီသွေးဆုပ်ဖို့ကောင်ဟာသူမကိုတီလာရှင်တွေအထက်ကတယောက်စွာကိုတိသွားခဲ့ပေမဲ့မစ္စတာကဒီသွေးဆုပ်ဖို့ကောင်ဟာအရင်ကလူမဟုတ်တော့ဘူးလို့ရှင်းပြပေးခဲ့ပါရီအဲ့ဒီနောက်မာတင်နဲ့မစ္စတာတို့ကအပြင်ကိုစွန့်စားထွက်ခဲ့ကြပြီးတော့သွေးဆုပ်ဖို့ကောင်ကိုအလဲကျဓာတ်နဲ့ထိုးပြပါရီသူတို့ရဲ့ကြိုးပမ်းမှုတွေကြားထဲကနေသွေးဆုပ်ဖို့ကောင်ကတော့မစ္စတာရဲ့ချုပ်ကင်မှုကနေလွတ်မြောက်လာနိုင်ခဲ့ပါရီမာတင်ဟာရင်ဘတ်ကိုဓာတ်နဲ့ထိုးလိုက်ပေမဲ့ဒီတက်တော်ကဆက်ပြီးတောင့်ခံနေဆဲပဲဖြစ်ပါရီဒီလိုနဲ့မာတင်ကသူ့ရဲ့နှလုံးကိုလွဲတော်မှန်သိပြီးသွေးဆုပ်ဖို့ကောင်ကိုကြောက်တုံးနဲ့ထုပြပါရီသွေးဆုပ်ဖို့ကောင်ကမိုတယ်စီသွားထွားတဲ့အချိန်မှာမစ္စတာကတော့အခွင့်အရေးကိုစုပ်ကိုင်လျက်နောက်ဆုံးတပ်ပြပါရီမနေ့ရောက်တဲ့အချိန်မှာမစ္စတာကတီဆုံသွားခဲ့တဲ့သွေးဆုပ်ဖို့ကောင်ကိုစစ်စတာရဲ့စန္ဒအတိုင်းလေးလေးစားတကြိုပြီးခဲ့ပြီးနောက်မြို့မှာသူမကိုထားခဲ့ဖို့စီစဉ်ပါရီဒါပေမဲ့လည်းသူမကတော့သူတို့နဲ့အတူခီးဆက်လိုက်ရှင်ပါရီနောက်တော့ဘာတရေးပွဲတစ်ခုအတွင်းလူဝေအစိတ်တင်တီဆုံသွားပုံရတဲ့မြို့တစ်မြို့ကိုရှာတွေ့ခဲ့ပါရီကလေးငိုတန်ကိုအတန့်တွင်းထားပြီးတော့အသက်မဲ့ရုပ်အလောင်းတွေပြည့်နေခဲ့တဲ့တဲတလုံးကိုစူးစမ်းရှာဖွေကြည့်လိုက်တော့မြို့သူမြို့သားတွေကတင်ဟန်ဆောင်ထားတာဖြစ်ပြီးခြုံကိုတိုက်ခိုက်ပြီးတော့မစ္စတာကိုတစ်ပင်အပေါ်ကနေကျိုးဆွဲချဖမ်းဆီးခဲ့ကြပါရီခေါင်းဆောင်ကြည့်ပြီးတဲ့လူပင်ကစစ်စတာနဲ့တိုက်ခိုက်ရေးသမားတို့ရဲ့ဆက်ဆက်မှုကိုဖော်ထုတ်ခဲ့ပြီးတော့မ
မစ္စတာကသူ့သားဝေတည်ဆုံမှုကိုအပြစ်တင်ပြီးတော့သွေးဆိုးဖုတ်ကောင်တွေကိုဖျားအလိုတော်ကြလှုပ်ဆောင်တာလို့ယုံကြည်တဲ့အကြောင်းပြောကာကိုကွယ်ယုံကြည်မှုနဲ့သူတို့၃ယောက်ကိုသွေးဆိုးဖုတ်ကောင်တွေပြည့်နေခဲ့တဲ့ခြိုက်ဝမ်းထဲမှာဆွန့်ပစ်ခဲ့ပါရီမစ္စတာဟာသူ့ကိုရှင်းအောင်ထားခဲ့တဲ့ဂျိုးရီအားသွေးဆိုးဖုတ်ကောင်တွေရဲ့သွားကိုအတုံးပြူပြီးတော့လွတ်မြောက်အောင်လုပ်ခဲ့အခါတက်သွားတွေကိုမီးရှူးတိုင်နဲ့တွန်းလှန်နိုင်ခဲ့ပါရီနောက်တနေ့ဂျီဘီတဲ့ကမာတင်ကိုရီသွားယူဖို့လွတ်လိုက်ပြီးပတ်ဝန်းကျင်မှာသွေးဆိုးဖုတ်ကောင်တွေရှိနေခဲ့တာကြောင့်ထွက်မပြေးဖို့လည်းတတိပေးပါရီစစ်စတာကတော့လိုအပ်မယ်ဆိုရင်ထွက်ပြေးဖို့မာတင်ကိုအချက်ပြပါရီမာတင်ဟာတစ်သား၃ကိုထုပြီးတော့ခြိုက်ထဲကိုပြန်သွားခဲ့ပါရီမစ္စတာမရှိတော့ကိုတွေ့ပြီးတော့ညတော့ကသူတို့ရဲ့ကားရှိတဲ့နေရာစီကိုရှောက်သွားလိုက်တဲ့အချိန်မှာကားတော့ခတ်ထားတာကိုတွေ့လိုက်ရပါရီသွေးဆိုးဖုတ်ကောင်တကောင်ကရှီကတ်လာပြီးမဲ့လဲမာတင်ကိုကားနောက်ဖုန်ထဲကနေမစ္စတာကအထဲဆွဲတွင်းလိုက်ပါရီသူတို့သွေးဆိုးဖုတ်ကောင်ကိုအာယုံပြောင်းအောင်လုပ်ပြီးနောက်မာစတာကဖျက်တိုက်ပြီးတစ်ပင်တပင်ပေါ်တင်ကနောက်ဆုံးမှထွက်ပြေးခဲ့ကြပါရီနောက်တနေ့မှာပဲညီအကိုတော်ဝေးလို့လူတိများတဲ့ GB တဲ့ရဲ့နောက်လိုက်ကသူတို့နောက်လိုက်တဲ့အားလုံးကိုမစ္စတာနဲ့မာတင်တို့ကိုရှာဖွေပြီးတော့မြို့ကိုပြန်ပို့ပြီးဖို့အတွက်တိုက်တွန်းတဲ့ message ထုတ်လွှင့်ခဲ့ပါရီညီအကိုတွေအဖွဲ့လိုက်ဖမ်းတာကိုရှောင်ကျဉ်ဖို့အတွက်သူတို့နှစ်ယောက်ကတော့ရှောင်ရှားနီးကိုထောက်လန်းဖို့လန်ဟောက်ဘာတစ်ခုမှတညနေခဲ့ကြပါရီမစ္စတာကနောက်မြို့နဲ့ပတ်သက်ပြီးဘာသနာစီကနေတရင်ယူနေတော့မှာပဲမာတင်ကတော့ဘာအဆိုတော်မလေးကိုဆွဲလန်းလာခဲ့ပါရီမနေ့ရောက်တဲ့ခါမှာမာတင်ကအဆိုတော်မလေးတောင်တက်လမ်းမှာလမ်းလျှောက်နေတာကိုတွေ့ပြီးတော့မစ္စတာကိုသူတို့နဲ့အတူခေါ်လာခွင့်ပြုဖို့စီယုံခဲ့ပါရီသူမရဲ့နာမည်ကဘဲဖြစ်ပြီးကိုဝန်ရှိနေတဲ့အကြောင်းလည်းသိလိုက်ရပါရီသူမကကလေးမမွေးခင်အေဒင်အသစ်စီကိုရောက်ဖို့အတွက်ဘားကနေအလုတ်ထွက်ခဲ့တာဖြစ်ပါရီခရီးဆက်ကြရင်းနဲ့ပဲ၃ယောက်သားအနားယူဖို့အိမ်အလုတ်ကိုတွေ့ပြီးအနားယူခဲ့ကြပါရီမစ္စတာကိုရှာဖွေဖို့အတွက်ညီအကိုတွေအဖွဲ့ကစစ်စေးကိတ်တွေထားတဲ့အကြောင်းသိပြီးမြောက်ဖက်ကိုခရီးပြန်လဲခဲ့ကြပါရီသွေးဆိုးဖုတ်ကောင်တွေကိုအမဲလိုက်ရင်းနဲ့ပဲစစ်စေးကိတ်ကိုကြော်ဖြတ်ဖို့ကြိုးပမ်းတဲ့လူတယောက်ကိုလည်းအစွန်းရောက်အဖွဲ့ကကိုမြက်ခဲ့တာတွေ့ရပါရီတညနေမှာတော့သူတို့အဖွဲ့ခရီးဆောင်အင်တာထဲကဖောက်ထွက်နေတဲ့ဝီလီကိုတွေ့လျက်ပါရီသူတို့ဟာသူ့ကိုတွေးဆိုးဖိုးကောင်တွေအတွက်ငါးစာအဖြစ်အဲ့ဒီညမှာပြစ်ထားခဲ့တာဖြစ်တဲ့အကြောင်းဝီလီကထုတ်ပြောပြီးတော့သူတို့ကားစီပြန်ခေါ်လာကကူညီပေးလိုက်ကြပါရီသွေးဆိုးဖိုးကောင်ကတ်ယောဂဖြစ်ပွားတဲ့အချိန်မှာအရှိအလဲပိုင်းကနေပြန်ခေါ်လာတဲ့ရေတပ်သားတယောက်ဖြစ်တဲ့အကြောင်းဝီလီကထုတ်ပြောပါရီအဲ့ဒီညနေမှာအဖွဲ့က GB တဲ့ကိုစစ်စေးကိတ်မှာခြုံခိုတိုက်ခိုက်ပြီးတော့လက်နက်ချခိုင်းခဲ့ပါရီသူတို့နှစ်ယောက်သူ့ရဲ့နောက်လိုက်နှစ်ယောက်ကိုလွတ်မြောက်ခွင့်ပြုခဲ့ပေမဲ့လည်း GB တဲ့ကိုတော့တစ်ပင်မှာရှိထားပြီးဒဏ်ရာဝေနဲ့သွေးဆိုးဖုတ်ကောင်တွေကိုများခေါ်စီခဲ့ပါရီသူတို့ကခီးဆက်ခဲ့ကြပြီးတော့အဖွဲ့ကတောင်တန်းနေစီတက်ခဲ့ကြကသွေးဆိုးဖုတ်ကောင်တွေကိုမတွေ့ရတော့ပါဘူးနောက်ဆုံးမှာပဲစေတနာဝန်ထမ်းပြည်သူ့စစ်အဖွဲ့ကကာကွယ်ထားတဲ့မြို့တစ်မြို့ကိုရောက်လာကြပါရီနေဆက်မှာသူတို့လက်နက်တွေပြီးခဲ့ရပြီးမဲ့လည်းအရာရှိဟာလီကမြို့ကနေထွက်သွားမယ်ဆိုတော့ပြန်ပေးမယ်လို့အာမခံပါရီမြို့ရဲ့ပွဲတော်ဝေအတွင်းမှာလည်းမာတင်ကဘဲနဲ့ကနေတော့လူအုပ်ထဲမှာစစ်စတာကိုပြန်တွေ့ပါရီဝမ်တာအားရနဲ့ညီအကိုရဲ့လက်ကနေလွတ်လာတာသိပြီးသူမကိုပွေဖက်ဖို့အပြေးလွှားတွားခဲ့ပါရီဒါပေမဲ့ရဟယင်တွေကတွေးဆိုးဖုတ်ကောင်တွေကိုမြို့ထဲချပေးလိုက်တဲ့ခါမှာတော့ပွဲတော်ကလည်းရုတ်တရက်ရွတ်တဲဖြစ်သွားခဲ့ပါရီသွေးဆိုးဖုတ်ကောင်တွေကိုနေနေဖို့ပြည်သူစစ်အဖွဲ့ဝင်တွေကကြိုးပမ်းနေတဲ့အခါမှာဒေတာခန်တွေကတော့ဘေးလွတ်ရာစီကိုပြေးလွှားနေကြပါရီမာတင်နဲ့အဖွဲ့ကလည်းနေ့အလင်းရောင်ပြန်ရတဲ့အထိအစာအုပ်အထဲကနေပုံနေခဲ့ပါရီမနေ့ရောက်တော့တွေးဆိုးဖုတ်ကောင်တိုက်ခိုက်မှုကြောင့်လူ10ယောက်တည်ဆုံးခဲ့တဲ့အကြောင်းသိလိုက်ရပါရီအရာရှိဟာလီဟာမစ္စတာနဲ့အဖွဲ့ကိုဒီနေရာမှာဆက်နေပြီးတော့ကူညီပေးဖို့တောင်းခံခဲ့ပေမဲ့မစ္စတာကခရီးဆက်ရမယ်လို့ပဲပြောပါရီစစ်စတာကတော့အေဒင်တစ်ရှာဖွေမှုမှာအဖွဲ့နဲ့ပြန်ပေါင်းဖို့ဆုံးဖြတ်လိုက်ပါရီဦးတီယာကမတီရှာနေမှန်မာတင်တိပေမဲ့လည်းသူတို့အနောက်မှာကြံရစ်ခဲ့တဲ့အရာထက်ပုံမကောင်းမွန်တဲ့အနာကရှိလိမ့်မယ်ဆိုတာကိုတော့သူယုံကြည်ပါရီနောက်ဆုံးမှာပဲမစ္စတာရဲ့ကပြတ်သွားလို့အဖွဲ့ကရှေ့လင်လျှောက်ခဲ့ရပါရီတော်အုပ်ကိုတပတ်ကြာအောင်ခရီးထွက်ခဲ့ပြီးနောက်မာတင်ကအဖွဲ့ရဲ့လှုပ်ရှားမှုအနှဲငယ်အပြောင်းလဲရှိနေတာကိုတတိထားလိုက်မိပါရီသူတို့ဟာပပော့ပါစကားစပီပြောဆိုတာတွေမပါဝင်တော့ဘဲနဲ့စီလုံးညီညွတ်တဲ့ unit တစ်ခုအဖြစ်စတင်လှုပ်ဆောင်လာကြပါရီမာတင်ကအသေးရှာတွေ့သွားပြီမလို့သူ့ရဲ့အသေးကမိသားစုကိုတတိမရနေတော့ပါဘူးသူတို့စွန့်ပစ်ထားတဲ့အမိုက်ပုံတစ်ခုမှခိုးလုံကြပြီးတော့အနေခင်ဖက်မှလည်းသွေးဆိုးဖို့ကောင်းတဲ့ရှီကတ်လာပြီဆိုရင်တတိပေးနိုင်ဖို့အတွက်အတန်မှုတွေကိုကျိုးနဲ့ရှီကတတိပေးစနစ်တွေတတ်ဆင်ထားကြပါရီတညာနေမှာပဲဘူးခွန်နဲ့သုံးခါလာလို့ရုတ်တရက်နိုးလာကြပါရီအမိုက်ပုံအနီးတစ်ဝိုက်မှာသွေးဆိုးဖို့ကောင်းတွေဝိုင်းထားတာကိုတွေ့လိုက်ရပြီးသွေးဆိုးဖို့ကောင်းတကောင်ကကားတစ်စီးထဲကနေထွက်လာကဘဲကိုပြစ်မှတ်ထားလို့သူမ6လုံးပြူနဲ့ပြစ်ခတ်ခဲ့ပါရီအမြောက်အများပြစ်နေပေမဲ့လည်းသွေးဆိုးဖို့ကောင်းကအသက်ရှင်နေလို့မစ္စတာကဥခေါင်းခုံကိုထိုးပြပါရီမစ္စတာဟာသွေးဆိုးဖုတ်ကောင်းတွေကိုတွန်းလှန်ဖို့သူမီရှူမီပန်းကိုအတုံးပြုနေတော့မှပဲအဖွဲ့ကိုထွက်ပြေးရန်အမိန့်ပေးပါရီအဖွဲ့ကစပါးခင်းမှာခိုလုံဖို့နေရာရှာတွေ့ပေမဲ့လည်းကြီးလွှားရင်းနဲ့ပဲပင်ပန်းလာတဲ့စစ်စတာကတခြားလူတွေလွတ်မြောက်ဖို့အတွက်အချိန်ရအောင်သူ့ကိုယ်သူစသေးဖို့ဆုံးဖြတ်ပါရီသူမဟာသွေးဆိုးဖုတ်ကောင်းတကောင်ကိုပြစ်တက်ပြီးတော့ဖမ်းမမိစေဖို့သူမကိုသူမအသက်ဆွန့်လွတ်လိုက်ပါရီမာတင်ကမနေ့ရောက်တော့စစ်စတာကိုစောင့်နေပေမဲ့ဘဲကသူမပြန်လာမယ်လို့မထင်တဲ့အကြောင်းပြောပါရီအဲ့ဒီနောက်ကျန်အဖွဲ့ဝင်တွေဟာလမ်းအပေါ်မှာပြက်စီးနေခဲ့တဲ့ဘတ်ကားပေါ်မှာခိုလိုက်ကြပါရင်တညမှာတော့ဝီလီကအပေါ်တွားဖို့အတွက်ဘတ်ကားအပြင်ကိုထွက်ခဲ့ပြီးမဲ့လေဘယ်တော့မှပြန်ရောက်မလာတော့ပါဘူးနောက်နေ့မနေ့မှာသူ့ကိုလိုက်ရှာကြည့်တော့တောအုပ်ထဲမှာဝီလီရဲ့ဆောင်းတစ်ပိုင်းကိုတွေ့လိုက်ရပါရင်
ဆက်ရှာဖွေကြည့်တော့ဝီလီရဲ့အသက်မဲ့ခန္ဓာကိုယ်ကတစ်ပင်ပေါ်ကနေပြုတ်ကျလာပါရီဝီလီကိုဖမ်းသွားတဲ့သွေးဆိုးဖို့ကောင်ဟာသူတို့ရဲ့ထောင်ချောက်တွေကိုကြော်လွှားနေတာကြောင့်သူတို့အရင်ကရင်ဆိုင်ခဲ့ရတဲ့တက်သွားဝီနဲ့ကွဲပြားနေတဲ့အကြောင်းမစ္စတာသဘောပေါက်သွားခဲ့ပါရီ၃ယောက်သားကလည်းအောက်ပိုင်းဒေတာစီပြန်စင်းလာခဲ့ပြီးတော့ဘဲကျွတ်တက်တာကိုခံစားနေရပြီးမစ္စတာကသူမဆက်သွားနိုင်စေဖို့တည်သွားပြီးခဲ့ပါရီညနေရောက်တော့မာတင်နဲ့မစ္စတာတို့ဟာကင်းဆောင်နေကြပြီးဘဲကအိပ်ပျော်နေပါရီတောအုပ်ထဲမှာပုံနေခဲ့တဲ့သွေးဆိုးဖို့ကောင်တွေကိုတွေ့တော့သူတို့ကလိုက်ဖမ်းခဲ့ကြပြီးဖမ်းမမိပဲစခန်းကိုပြန်လာတဲ့အချိန်မှာဘဲပြောင်းနေတာကိုတွေ့လိုက်ရပါလိမ့်မိုးတောက်ချိန်ရောက်တော့သူတို့နှစ်ယောက်သွေးဆိုးဖို့ကောင်တွေလမ်းကြောင်းကိုရှေ့ခန့်လိုက်ခဲ့ကြပြီးစွန့်ပစ်ထားတဲ့ဆိုင်ခန်းထဲမှာဘဲကိုရှာတွေ့ပါလိမ့်သူမကသွေးဆိုးဖို့ကောင်ကပ်ရာကနေတွေးထွက်နေခဲ့ပြီးတော့တန်ဆူးကျိုးနဲ့ရှိခံထားရပါလိမ့်အခုဆိုရင်သွေးဆိုးဖို့ကောင်အဖြစ်ပြောင်းလဲသွားတဲ့ဂျေဘီတွေကမကြခင်မှာပဲပေါ်လာခဲ့ပြီးဘဲရဲ့သွေးနဲ့ရွှဲနေခဲ့တဲ့ရေးစီအထဲမာတင်ရဲ့ခေါင်းကိုနစ်ပါလိမ့်မစ္စတာကဆိုင်ခန်းတွေကိုဝင်လာတဲ့အခါမှာဂျေဘီဒေကသူ့သားတည်ဆုံးမှုအတွက်လက်စားရှိဖို့မာတင်ကိုတိုက်ရန်ရည်ရွယ်ထားတဲ့အကြောင်းကြေညာပါလိမ့်မစ္စတာဟာဂျေဘီဒေကိုဓာတ်နဲ့ထိုးဖို့ကြိုးစားသေးပေမဲ့သွေးဆိုးဖို့ကောင်ကတော့သူ့ကိုနှိမ်နှင်းပြီးမစ္စတာရဲ့လက်နက်တွေကိုအတုံးပြုကနေရာမှာလက်နဲ့ချိတ်ထားလိုက်ပါလိမ့်အဲ့ဒီနောက်ဂျေဘီဒေကသူ့အတွက်သွေးဆိုးဖို့ကောင်တွေစီကိုတော်မှာတလူတလားနဲ့သွေးပေးခဲ့တဲ့အကြောင်းထုတ်ပြောပါလိမ့်သူမစ္စတာကိုကိုက်တော့မဲ့အချိန်မှာပဲမာတင်ဟာဂျားဝင်တားခဲ့ပါလိမ့်တိုက်ခိုက်မှုကဂျေဘီဒေကိုမထိခိုက်စေပေမဲ့လည်းမစ္စတာကတော့သွေးဆိုးဖို့ကောင်ရဲ့နှလုံးသားထဲကိုအချိုနဲ့ထိုးနိုင်ခဲ့ပြီးနောက်သူ့ကိုတပ်ပစ်နိုင်ခဲ့ပါလိမ့်ဂျေဘီတဲ့ကွက်လွန်ပြီးနောက်မာတင်ဟာသူမကိုတွေးဆိုးဖို့ကောင်အဖြစ်မပြောင်းလဲအောင်တားဆီးဖို့ဘဲရဲ့နှလုံးသားကိုအချွန်တစ်ခုနဲ့ထိုးတက်လိုက်ပါလိမ့်ဆိုင်ထဲကနေထွက်လာကြပြီးသူတို့နှစ်ယောက်မြောက်ဖက်ကိုဆက်သွားရင်းနဲ့ပဲလမ်းပေါ်မှာစွန့်ပစ်ထားတဲ့ထရက်ကားတစ်စီးကိုရှာတွေ့ပါလိမ့်ခဏလောက်အနားယူနေတော့သူမရဲ့ထမင်းဆိုင်မှာတယောက်တည်းတွေးဆိုးဖို့ကောင်တွေကိုခုခံကာကွယ်နေတဲ့ပက်ကီဆိုသူနဲ့တွေ့ပါလိမ့်သူတို့အတွက်အစားအသောက်ပြင်ဆင်ပေးပြီးနောက်ပက်ကီကသူမရဲ့အမေဆုံးပြီးကြတဲ့ကတယောက်တည်းနေနေတာဖြစ်ပြီးတခြားလူတွေကိုမတွေ့ရတာကလည်းအတော်ကြာပြီလို့ပြောပြပါလိမ့်အဲ့ဒီညနေမှာပဲပက်ကီနဲ့မာတင်တို့ဟာထမင်းဆိုင်အပြင်ဖက်မှာတွေးဆိုးဖို့ကောင်တွေကိုခုခံဖို့စောင့်နေကြပါလိမ့်ပက်ကီကတကောင်ကိုများနဲ့အောင်မြင်စွာတတ်နိုင်ခဲ့ပေမဲ့လည်းတွေးဆိုးဖို့ကောင်မဖြစ်ခင်ကအထက်တန်းကျောင်းကအတိဖြစ်ခဲ့လို့နောက်တကောင်ကိုတတ်ဖို့တော့တွန်းဆုတ်နေခဲ့ပါလိမ့်မာတင်ကအပြင်ကိုထွက်ပြီးတပ်ပစ်လိုက်ရပါလိမ့်မစ္စတာဟာသူတို့ကိုဒေါင်းကနေစောင့်ကြည့်လိုက်ပြီးသူတို့ကိုကင်သွေးနိုင်မှန်းကိုတိသွားခဲ့ပါလိမ့်မနေ့ရောက်တော့မာတင်ကမစ္စတာကိုရှာခဲ့ပေမဲ့လည်းထရက်ကားနဲ့ဘေးမှပေါ်ကဥခေါင်းခွန်ဆွဲတီးကိုသာရှာတွေ့ပြီးတော့မစ္စတာထွက်သွားပြီးမှတိလိုက်ရပါလိမ့်အဲ့ဒီနေ့နောက်ပိုင်းမှာပဲပက်ကီနဲ့မာတင်တို့ကသူတို့ရဲ့ပစ္စည်းတွေကိုထရက်ကားအပေါ်တင်ကအေဒင်အသစ်စီကိုဦးတည်ခဲ့ကြပါလိမ့်သူတို့ကနေဆက်ကိုရောက်တဲ့အခါမှာနောက်ဆုံးတော့လုံခြုံတဲ့နေရာကိုရှာတွေ့နိုင်မယ်လို့မျှော်လင့်ပြီးအချင်းချင်းပြုံးပြိုင်နေပဲရုပ်ရှင်ကအဆုံးသတ်သွားခဲ့ပါလိမ့်ကြည့်ရှုကြပရိသတ်များအားလုံးကျေးဇူးထူးတင်ရှိပါခင်ဗျာဟုတ်ကဲ့ကျွန်တော်ဗီဒီယိုပိုင်းလေးဒီလောက်ပါခင်ဗျကျွန်တော်ဗီဒီယိုပိုင်းလေးကိုနှိမ့်သက်သဘောကျတယ်ဆိုရင် like and subscribe နဲ့အားပေးခဲ့ပါဦးခင်ဗျနောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်နော်